အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့မဆယ်တွေကိုပြန်ပြီးတော့အကျော်လျှော့ပေးဖို့လိုအပ်ပါတယ်ဒါမှကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပျော့ပျော့ပြောင်းပြောင်းနဲ့ကျွန်တော်တို့ပေါ့ပေါ့ပပဖြစ်ပြီးတော့နေလို့ထိုင်လို့သွားလို့လာလို့လှုပ်ရှားလို့ကောင်းမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးသွားရင်အခုကျွန်တော်ပြပေးထားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အကျော်လေးကိုသိချလိုက်လျှော့ပေးပါခေါင်းလေးကိုကျွန်တော်တို့10စက္ကန့်လောက်လေးလက်ကလေးနဲ့ဖိပြီးတော့ကျွန်တော်တို့ညင်နေရအောင်1 2 3 4 5 6 7 8 9 10ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ခေါင်းလေးအပေါ်လေးမော့မယ်ခေါင်းလေးပေါ်မော့တဲ့အခါမှာနှာခမ်းလေးဆူထားမယ်เนาะနှာခမ်းလေးစီထားမယ်နှာခမ်းလေးဆူထားမယ်1 2 3 4 5 6 7 8 9 10ပြီးရင်ခေါင်းလေးဘေးကိုဆောင်းထားမယ်လက်ကလေးနဲ့အသားလေးဆွဲထားမယ်ဒီဘက်ပခုံးကို relax လျှော့ချထားပါ1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်ကိုဆက်လုပ်ပါ1 2 3 4 5 6 7 8 9 10နောက်တစ်ခုလက်ကလေးကိုဘေးမှာတက်တက်လေးဆန်တာတထောင်စစ်လေးရနေပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ဘက်ကိုဆွဲကပ်မယ်1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်ဆက်လုပ်ပါ1 2 3 4 5 6 7 8 9 10နောက်တစ်ခုကလက်ကလေးကိုမိုးပေါ်မှာတက်တက်လေးထောင်ပြီးရင်ခေါင်းနောက်မှာကွေးလိုက်ကျန်တဲ့လက်တစ်ဖက်ကကွေးထားတဲ့လက်ရဲ့တထောင်စစ်လေးကိုလှမ်းဆွဲမယ်ခန္ဓာကိုယ်ကြီးစောင်းသွားစရာမလိုဘူးလက်ကလေးကိုပဲခေါင်းနောက်ကိုဆွဲနိုင်တဲ့လောက်ဆွဲ10 9 8 7 6 5 4 3 2 1ဟုတ်ပြီပြီးရင်နောက်တစ်ဖက်ပြန်သွားမယ်1 2 3 4 5 6 7 8 9 10နောက်တစ်ခုခန္ဓာကိုယ်လေးဘေးကိုဆောင်းမယ်ခြေထောက်ကိုကြဲကြဲလေးရပ်ပြီးရင်ခါလေးဆောင်းနာမယ်လက်ကလေးကိုဟိုးပေါ်ကြော်ပြီးတော့ကျွန်တော်တို့ကဘေးတဲကိုဆန်ထုတ်တာပါအပေါ်ထောင်မထားဘူးเนาะကျွန်တော်တို့ဒီခါဘေးနာကြွသားတွေအတွက်1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်ဆက်လုပ်ပါ1 2 3 4 5 6 7 8 9 10နောက်တစ်ခုကကင်စရာရှိတဲ့နေရာလေးမှာရက်နေပါပြီးရင်ကျွန်တော်တို့ခြေထောက်တစ်ဖက်ကိုကွေးပြီးတော့ကျွန်တော်တို့ခြေထောက်ကိုဆွဲမယ်အကယ်၍ကိုက balance ထိန်းနိုင်တယ်ဆိုလို့ရှိရင်ခြေထောက်လေးတစ်ဖက်ကိုထောက်ပြီးတော့ကျန်တဲ့တစ်ဖက်ကိုကွေးပြီးတော့ဆွဲထားပါ1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်1 2 3 4 5 6 7 8 9 10ပြီးရင်ကျွန်တော်တို့ခြေထောက်လေးတစ်ဖက်ကိုရှေ့ကိုတက်တက်လေးဆန့်ထုတ်ခြေပြားလေးချတာပါပြီးရင်ကျွန်တော်တို့နောက်မှာကြံနေတဲ့ဒူးလေးကိုနည်းနည်းလေးကွေးပြီးတော့ရှေ့ကိုဆန့်ထုတ်လိုက်တဲ့ခြေထောက်လေးကအပြည့်ဆန့်ထားပြီးတော့ခန္ဓာကိုယ်ရှေ့ကိုဖြောင်းဖြောင်းလေးချိုးပါ10 9 8 7 6 5 4 3 2 1ဘယ်ဘက်10စက္ကန့်ညာဘက်10စက္ကန့်စီလုပ်ပါပြင်မကိုလျှော့ဖို့ကျမ်းပြင်မှာလဲအိပ်ပြီးတော့ဒူးပေါ်ကိုခြေထောက်လေးကွေးတင်ပြီးရင်ဒူးလေးကိုလက်ကလေးနဲ့ဆွဲလက်နဲ့ဆွဲပြီးသွားရင်အောက်ကိုကျွန်တော်တို့ခေါင်းလေးကျမ်းပြင်နဲ့ထီအောင်ပြန်ချ1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်1 2 3 4 5 6 7 8 9 10ပြီးရင် hip flexor muscle ကိုရှော့ဖို့အတွက်ကျွန်တော်တို့ဒူးကိုထောက်ပြီးတော့ရှေ့ကိုခြေထောက်တစ်ဖက်ကြဲကြဲလေးလမ်းလိုက်ပါပြီးရင်ကျွန်တော်တို့အောက်ကိုရသလောက်လေးထိုင်ချလိုက်ပါ1 2 3 4 5
6 7 8 9 10နောက်တစ်ဖက်ခြေထောက်ခြေကိုကြည်ကြည်လေးလှမ်း1 2 3 4 5 6 7 8 9 10နောက်တစ်ခုကကျမ်းမြေမှာထိုင်လိုက်မယ်ဒူတစ်ဖက်ကိုကွေးထားပြီးတော့ခြေထောက်တစ်ဖက်ကိုဆန်တာပါကျွန်တော်တို့ဆန်ထားတဲ့ခြေထောက်လေးကိုလမ်းပြီးတော့ဆွဲပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ခြေထောက်နဲ့အနီးဆုံးရအောင်လို့အောက်ကိုကျွန်တော်တို့ကွေးဆင်းတာပါ1 2 3 4 5 6 7 8 9 10နောက်တစ်ဖက်1 2 3 4 5 6 7 8 9 10နောက်တစ်ခုကခြေပွားလေးနှစ်ခုကိုထိတ်တက်လေးထားမယ်ကျွန်တော်တို့ခြေပြားထိတ်လေးကနေလက်ကလေးနဲ့ထိန်းထားမယ်ပြီးရင်ကျွန်တော်တို့ဒူးနှစ်ဖက်ကိုမြောက်လိုက်ချလိုက်10စက္ကန့်လောက်လုပ်ပေးပါ1 2 3 4 5 6 7 8 9 10ပြီးရင်ခန္ဓာကိုယ်ရှိကိုချိုးကြပေးပါ1 2 3 4 5 6 7 8 9 10